အဲ့ဒီနေ့ကရိုနယ်ဒိုတယောက်ဇဝေဇဝါနဲ့နိုးလာခဲ့ပါတယ်။မှန်ထဲမှာသူ့ကိုယ်သူပြန်ကြည့်မိသွားတဲ့အချိန်မှာတော့ထိတ်လန့်ကအော်ဟစ်မိသွားပါတယ်။အဲ့ဒီအချိန်မှာပဲတခြားတနေရာမှာလည်းလူငယ်လေးတယောက်ဟာသူ့ရဲ့ပုံရိပ်ကိုမှန်ထဲမှာမြင်လိုက်ရပြီးလန့်အောင်ခဲ့ပါတယ်။အဲ့ဒီနောက်အဲ့ဒီကောင်လေးဟာသူ့မိသားစုမနှက်စာစားနေတဲ့အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ပြီးတော့ခင်ဗျားတို့ကဘသူတွေလဲကျွန်တော်ဘာလို့ဒီကိုရောက်နေတာလဲလို့မေးလိုက်ပါတယ်။သူ့အမေကတော့နောက်ပြောင်ပြီးမင်းညကနင်ဘာတွေစားလိုက်လို့လဲလို့ပြန်ဖြေခဲ့ပါတယ်။ကောင်လေးကကျွန်တော်ကခရစ္စတီယာနိုရိုနယ်ဒိုဘာလို့ထပ်ပြောလိုက်တဲ့အခါမှာတော့သူ့မိသားစုဟာဝိုင်းရကြပါတော့တယ်။တကယ်တော့အစောပိုင်းတုန်းကပေါ်တူဂီနဲ့အင်္ဂလန်တို့ကစားခဲ့တဲ့ပွဲစဉ်တစ်ခုမှာရိုနယ်ဒိုဟာဘောလုံးနောက်ကိုလိုက်ရင်းကွင်းပေးကိုအရှိန်လွန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြော်ညာပုတ်တွေနောက်မှာရက်နေတဲ့ဘောကောက်ချာလီလေးနဲ့အပြင်းအထန်တိုက်မိသွားခဲ့ပါတယ်။အဲ့ဒီလိုပြင်းထန်တဲ့တိုက်မိမှုကြောင့်မယုံနိုင်စရာကောင်းတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကတော့သူတို့နှစ်ဦးရဲ့ဝိညာဉ်တွေအပြန်အလှန်လဲလှယ်သွားခဲ့တာပါပဲ။ရိုနယ်ဒိုကချာလီရဲ့ခန္ဓာကိုယ်ထဲမှာနိုးလာပြီးချာလီကတော့ရိုနယ်ဒိုရဲ့ခန္ဓာကိုယ်ထဲမှာနိုးလာခဲ့ပါတယ်။အခုတော့ကဘာကျော်ဘောလုံးသမားခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့ချာလီဟာလေ့ကျင့်ရေးဆင်ဖို့ပြင်ဆင်ရပါတော့တယ်။ဒါပေမဲ့သူဟာစိန်ခံကားတွေကိုတခါမှမမောင်းဘူးတာကြောင့်ကားနောက်ပိုင်းကိုတိုက်မိပြီးပျက်စီးသွားခဲ့ပါသေးတယ်။လေ့ကျင့်ရေးကွင်းထဲမှာလည်းသူဟာဘောလုံးကိုကောင်းကောင်းမထိန်းနိုင်ခဲ့ပါဘူး။ဒါကြောင့်သူ့အသင်းဖော်တွေကဇဝေဇဝါဖြစ်ကုန်ကြပြီးတချို့ဆိုရင်သူ့ကိုရေတောင်ရေကြပါတယ်။ဒါတောင်မှချာလီဟာစူပါစတာတယောက်ရဲ့အရေးသွေးကိုရောက်အောင်အပြင်းထန်ဆက်လက်လေ့ကျင့်ခဲ့ပါတယ်။တစ်ဖက်မှာလည်းချာလီရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ရိုနယ်ဒိုဟာရက်ွက်ထဲကဘောလုံးကွင်းလေးတစ်ခုမှာသွားကစားခဲ့ပါတယ်။ချာလီရဲ့ထူးခြားတဲ့ကစားကွက်တွေကြောင့်လူတိုင်းဟာအံ့အားသင့်သွားခဲ့ကြပါတယ်။အမှန်တကယ်တော့ကလေးတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေပေမဲ့ရိုနယ်ဒိုရဲ့ဘောလုံးစွမ်းရည်တွေကတော့အပြောင်းအလဲမရှိခဲ့ပါဘူး။ခန္ဓာကိုယ်အသစ်ထဲမှာအစပိုင်းစင်မပြေတာတွေရှိပေမဲ့ရိုနယ်ဒိုဟာရက်ွက်ပွဲစဉ်တွေကနေပြန်ပွဲအဆင့်ဆင့်ကိုဆက်တိုက်ကစားနိုင်ခဲ့ပါတယ်။မကြခင်မှာပဲဥရောပနာမည်ကြီးကလပ်အသင်းတွေကသူ့ကိုစိတ်ဝင်စားလာကြပါတယ်။သူဟာထိပ်တန်းကလပ်အသင်းတော်တော်များများမှာကစားခဲ့ပြီးနောက်ဆုံးမှာတော့အင်္ဂလန်လက်ရွေးစင်အသင်းမှာအရွေးချယ်ခံခဲ့ရပါတယ်။တနေ့မှာတော့ပေါ်တူဂီနဲ့အင်္ဂလန်တို့ရဲ့နိုင်ငံတကာပွဲစဉ်တစ်ခုမှာချာလီနဲ့ရိုနယ်ဒိုတို့ဆုံမိကြပြီးတယောက်ကိုတယောက်စိုက်ကြည့်နေခဲ့ကြပါတယ်။ကွင်းထဲမှာတော့သူတို့နှစ်ယောက်စလုံးဟာသူတို့ရဲ့ဘောလုံးစွမ်းရည်တွေကိုအစွမ်းကုန်ပြသခဲ့ကြပါတယ်။ခဏအကြာမှာတော့ဘောလုံးလူရင်းနဲ့အချင်းချင်းထပ်မံတိုက်မိသွားကြပြန်ပါတယ်။ပထမတစ်ချိန်လုံးကလိုပါပဲ။သူတို့ပြန်ထမှာတော့သူတို့ရဲ့ဝိညာဉ်တွေဟာကိုယ်ခန္ဓာကိုယ်ထဲကိုပြန်ရောက်သွားတာကိုသိလိုက်ကြပါတယ်။ရိုနယ်ဒိုဟာသူ့ရဲ့မူလဘဝကိုပြန်ရသွားတယ်လို့ချာလီလည်းသူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူအောင်မြင်တဲ့ professional ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။